မြတ်စွာဘုရားကဟောတယ်ဒါနသံဗုဒ္ဓလိဘောဂာနိလူတိုင်းလူတိုင်းယခုဘဝရထားတဲ့စိစိမ်ဥစ္စာတွေကိုဒါနကပေးတာလို့ပြောတယ်မြတ်စွာဘုရားဟောတာလို့အဲ့တော့အဲ့ဒါကိုသဘောတူမတူလို့ရှိရင်စောရကတက်နိုင်ကိုယ့်ဘာကိုကြိုးစားရှာလို့ရနော်ကိုရှာလို့ကိုရတယ်လို့ပြောလို့မရဘူးလားကိုယ့်ဘာကိုတနေ့ကုန်တနေ့ကမနေမနာကြိုးစားအထုတ်လို့ရတာဒါနကြောင့်ရတာမဟုတ်ဘူးလို့ပြောချင်ပြောသို့တော့ရှာကြည့်ကြမယ်ရှာတဲ့လူတိုင်းရရဲ့လားနော်ဖားကတ်မှာသွားပြီးတော့ရှာနေတဲ့လူတွေအများကြီးပဲဌာနရှိတဲ့လူကြတော့သူတွေးတဲ့ကြောက်ကဓမ္မကြီးတဲ့ကြောက်ဖြစ်တယ်နော်ကုသိုလ်ကံပေးမှရတယ်ဆိုတာအမတ္တမထင်ရှား